မင်္ဂလာပါခင်ဗျာဆရာကြီးကိုတာရဲ့အသက်85နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ်ဆရာမကျူမာဘာသာပြန်တင်ဆက်ထားတဲ့နက်ရှိုင်းစွာဆိုတဲ့ကြပြစာအုပ်လေးတွေကနောက်ကျကြပြများဆိုတဲ့ကြပြတို့လေးကိုတင်ဆက်ပါရစေနောက်ကျကြပြများဒီကြပြတွေကနောက်ကျတဲ့ကြပြတွေကြပြအများစုကနောက်ကျတယ်တေးကိုနောက်ကျတာပေါ့သင်္ဘောသားတယောက်ရေနစ်တည်ဆုံးပြီးမှသူပို့လိုက်တဲ့စာရောက်လာခဲ့တယ်လို့မျိုးအကူအညီဖြစ်ဖို့တေးနောက်ကျလွန်းနေနောက်ကျကြပြတွေအဲ့ဒီလူစာမျိုးနဲ့ဆင်တူပဲရေထဲကနေဖြတ်တန်းလာရတယ်လို့မျိုးရောက်လာကြတယ်ဘာပဲဖြစ်ခဲ့ပြီးပြီတိုက်ပွဲနေတာတဲ့နေ့လာတာတဲ့ရမတ်သေးချောကြနှုတ်ဆက်အနံကြပြားကားလေတင်မောပြက်ကနေကန်းစီမျောလာတယ်လို့ပဲဒါမှမဟုတ်ညစာစားဖို့နောက်ကြမှာရောက်လာတယ်လို့မျိုးစကလုံးတွေကအေးဆက်ကုန်ပြီဒါမှမဟုတ်အစားခံလိုက်ရပြီမယိုးဖြောင်းသူခက်ခဲတဲ့အခြေအနေပြိုင်ဘက်ကိုအနိုင်ရလိုက်မှုအချိန်ဆွဲနေခြင်းအချိန်ဒီကောင်းတစ်ခုကိုစောင့်နေခြင်းတခဏဆွန့်ပစ်ခံငိုကြွေးရအထီးကျန်ဝမ်းနေမှုအချစ်နဲ့ပျော်ရွှင်မှုသုံးခါကြိုက်ဖက်ခံလိုက်ရတဲ့တခြင်းတွေတန်ကြီးတန်နေတဲ့ကျင်းစာတွေဆွေးမြေ့နေတဲ့တံပြိုင်ပိုက်တွေနောက်ကြတယ်တိတ်နောက်ကြတယ်ကဖို့အတွက်တိတ်နောက်ကြနေပြီဒါပေမဲ့မင်းဆိုနိုင်သမျှတခြင်းဆိုပါမိတွေလင်းလိုက်စမ်းပါတခြင်းဆက်ကဆိုပါဆက်ဆိုပါမူရင်းကြပြဆရာမာဂရက်အဘူရဲ့ Late Bowen ဆိုတဲ့ကြပြလေးကိုဆရာမကျူမာဘာသာပြန်တင်ဆက်ထားတာဖြစ်ပါတယ်။နားဆင်ပြီးကြတာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။